တယ်မမဆက်တယ်ကဲဒီနေ့ဒါပါခေါ်လဲဖောင်ကနန်းလို့ခေါ်ပါလေဖောင်ကနန်းနဲ့ဘာနဲ့စားမလဲဆိုတော့ကြက်လေးနဲ့စားပါမယ်တပတ်ခေါ်လဲချစ်မယုတ်သီးစားထောင်းပါဒါလေးစားထောင်းဒါလေးမစားခင်ဒီမှာဒီကနန်းတစ်ခုပဲဟာအချီပဲဟာအမလည်းဆိုတာခွဲပြလိုက်မယ်တိတဲ့လူဆိုရင်တော့သိမှာပေါ့နော်မသိတဲ့လူရှိရင်ဒါလေးပြပြမယ်ဒီလိုလေးဆိုရင်ဒါဆိုရင်အချီနော်ဒီလိုလေးဆိုရင်အမပြောမှဆိုလွယ်လွယ်လေးဒီလိုအဝိုက်အပြာဝိုက်ကြီးဆိုရင်အမဒီလိုအဝိုက်အချုံလေးဆိုအချီအဲ့ဒါအချီဒါအချီဒါမှဒီလိုမျိုးခွဲလို့ရတယ်ဆိုတာလေချီနဲ့မှဘာလို့ခွဲလဲဆိုအမဆိုရင်သားများတယ်စီများတယ်ပေါ့နော်ပိုစားကောင်းတယ်ချီဆိုရင်နော်စားချီဆိုရင်တိတ်တော့ဟိုပါပေါ့အစီမရှိဘူးပေါ့နော်ဒါတိတ်မရှိဘူးလို့ပြောချင်တာပါဒီမှာကဖောင်ကနန်းတတိလိုက်ပါဒါချီနဲ့မှပြထားပါရှင့်ကဲစားပြီဘယ်လိုစားရမလဲလားဘယ်လိုစားမလဲဒီလိုမျိုးစားရမယ်အမေသီးအမောင်ကြီးဖတ်တယ်ဒီလိုမျိုးသူ့ရဲ့လက်တွေကမစားဘူးပေါ့နော်ဒီလိုဖယ်လိုက်မယ်ဒီလိုလားဒီလိုဖယ်လိုက်မယ်ဒီလိုဖယ်လိုက်သွားလို့ရှိရင်သူ့ရဲ့ဒီတသေးလေးကိုလည်းမယူဒါလည်းမယူဒီလိုခွာမယ်ဝေါဒီမှာတလားအဝါလေးဆိုသူစီဒါဆိုပစားကောင်းဒီလိုဟာလက်တဲနဲ့ဆိုစားကောင်းနော်ပြီးရင်ဒီမှာရထုတ်ကြမလို့ဒါဒီလိုစားတောင်းနဲ့ဒီလိုတို့ပြီးတော့စားပါတယ်ဘယ်လိုချိန်ကောင်းပါလဲမတလို့တောင်းမတော်ဘူးသမီးလည်းစားလို့ရပါတယ်အဲ့လိုလောက်တို့ချိုးနော်လို့ချိုးမဒီဒါဒီအတိစားရမယ်ဒီလိုချိုးပါတယ်ပြီးရင်သူ့ရဲ့ဒီအချိမကိုခွာပလိုက်ဒီလိုခွာလိုက်မယ်ဒီလိုထွက်လာပြီအဲ့ဒါစားရမယ်သူ့ရဲ့ဒီလိုမျိုးပိုက်ခွဲလိုက်ပါနော်ဒါတော့နော်မကြည့်ဒါဆိုရင်အစီတိတ်မရှိအသီးဆိုရင်စီတိတ်မရှိအဲကြောင့်ကနန်းလိုဝဲဆိုရင်အမကိုရွေးဆိုရင်တော့အမစားပါတော့အမစားပါဒီလိုရမယ်ဆိုရင်ပြစားဘူးလားမစားတို့သားနဲ့ကျွေးအသားမေးဒီလိုကြိုက်ဝါစားအောင်ကြပင်ဒီလိုစားထောင်းလေးတို့ပါလေစားထောင်းဆိုမှပါလဲဟောတက်တုံးကြီးလုပ်ဒီတဲပင်စီရဲ့ဆက်တယ်မမဆက်ပါမလားတော့ဒီမယမ်းပြားပါနော်ဒါတော့မယမ်းပြားကောင်းပါလားမူးရင်းနေပါဘေးမတ်ခွဲမယ်ဒီလိုခွဲလိုက်အမတမျိုးနဲ့ကျွေးနော်ဒီလိုခွဲလိုက်ပြီးဒါစားလို့မရနော်ကဲဒီလိုခွဲလိုက်ဒီလိုခွဲလိုက်မှဒီစီလေးပဲအဲဆိုအမဆိုစကောင်းတယ်ဒီစီလေးဆိုရင်မနော်သူခွန်နေမှာဒီလိုလုပ်လို့ရပါတယ်ကောင်းငါနားတို့နည်းနည်းလေးတို့သူမစမ်းမနော်တို့မေအထိုးရစားရတော့ဒီမှာသားမထားရောဘယ်လာဒီမှာအမတခုခွဲပဲဒါလားမတိုင်းရဒီလိုစီနေတွေ့တာဒီဆိုကြည့်ရတားနေနည်းနည်းတော့မနော်စမ်းမစမ်းနော်ဒါလေးပေါ်တော့ချိန်မှဆိုဝယ်လို့ရပါတယ်ဒီမှာဈေးမှာရောက်ပါတယ်ဒါဆိုရင် तू ကပြုတ်6ပေါ့နော်လုပ်ပြကြပါဒါလောက်စားကြည့်လို့ရပါတယ်ဒီကလေးအရင်စားကောင်းပါလေစမ်းကြည့်ပါအလုံးကျေးဇူးပါလိမ့်ရှင်